ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ဇလံကတော့တနာကြီးတဲ့ရောက်ကတိတေဆုံးပြီးတဲ့နောက်မကျွတ်မလွတ်ပဲနှောက်ယှက်တာခံခဲ့ရတဲ့မိသားစုလို့အမည်ပေးထားတဲ့ဖြစ်ရမှန်ပရလောကတရေတစီဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာနားဆင်အားပေးကြပါဦးနော်အခုပြောပြမယ့်ကိစ္စကမိသားစုကိစ္စဆိုတော့ပြန်ပြောလို့တော့သိမကောင်းဘူးပေါ့ဒါပေမဲ့အခုတော့ဒီကိစ္စဖြစ်ခဲ့တာလဲကြာခဲ့ပြီဖြစ်တာကြောင့်ကိုကျမရောက်ကလေးကြီးလဲကျွတ်လွတ်သွားတာကြောင့်နဲ့ကျမတို့မိသားစုကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကတန်ဝေကရစရာလဲကောင်းစင်ကျင်စရာရှိတာတွေလဲစင်ကျင်လို့ရနိုင်အောင်ပြန်ပြောပြပေးခြင်းတသက်ပါဆုံးသွားတဲ့ရောက်ကလေးကြီးအရှက်ရနစ်နာအောင်အပြစ်တင်အပုတ်ချအတင်းတုတ်ခြင်းမဟုတ်ရပါဘူးနော်ကျမနာမည်ကတီတီချိုကျမယောက်ျားကဥက္ကာစောပါကျမတို့မှာသားလေးတစ်ယောက်သမီးလေးတစ်ယောက်ရှိပါတယ်သားလေးနာမည်ကမင်းတုခအသက်က9နှစ်သမီးလေးကအခုမှ2နှစ်ပဲရှိပါသေးတယ်သမီးလေးနာမည်ကိုတော့ဟန်တီရီဇော်လို့ပေးထားပါတယ်ကျမတို့နေတာကရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်ရွှေပေါက်ကံမြို့သစ်မှာပါကျမတို့မိသားစုကတန်မန်လူလက်တန်းစားမိသားစုပါပဲကျမအိမ်တော်မကြခင်နဲ့ကြပြီးတဲ့အထိကုမ္ပဏီတစ်ခုမှာစည်ရင်းကင်အလုပ်လုပ်ပါတယ်အိမ်တော်ကြပြီး2နှစ်ကြာတော့သားလေးရဲ့ကိုဝင်ရလာတယ်ကိုဝင်နှုစဉ်အချိန်အထိကျမကအလုပ်လုပ်တုံးပါပဲကိုဝင်ရင့်လာလို့သားလေးကိုမွေးကန်နီးတော့မှအလုတ်ကခွင့်ယူပြီးသားလေးကိုမွေးခဲ့တာပါကျမအကြံကတော့သားလေးမွေးပြီး3လလောက်နေရင်အလုတ်ပြန်လုပ်မယ်ပေါ့လေဒါပေမဲ့ဖြစ်ချင်တော့သားလေးကမွေးကာစားမှာခြူကြတာကြောင့်ဆေးရုံဆေးကန်းတွေပက်ပြေးနေရတာနဲ့ပဲအလုတ်ပြန်လုပ်ဖို့အဆင်မပြေတော့လို့နောက်ဆုံးအလုတ်ကနေပါတခါတည်းထွက်လိုက်ရတယ်သားလေးကမွေးစားကခြူကြပေမဲ့2နှစ်ကျော်လာကတည်းကကျန်းမာရေးကောင်းလာပြီးဘာမှထပ်မဖြစ်တော့လို့တော်သေးတယ်ပဲပြောရမယ်ဒီလိုနဲ့ပဲသားလေးကိုပြုစုစောင့်ရှောက်ရင်းနေလာလိုက်တာသားလေး2နှစ်ကျော်3နှစ်နီးပါးရောက်လာတော့သမီးလေးကိုဝင်ပါထက်ရှိလာလို့အလုတ်ပြန်မလုပ်ဖြစ်တော့ပဲအိမ်မှာပဲကလေးတွေထိန်ရင်အိမ်မှုကိစ္စတွေပဲလုပ်နေရတာအခုချိန်ထိပါပဲတော်သေးတာကကျမယောက်ျားကကုမ္ပဏီကားမောင်းနေရကလစာတိတ်မရလို့အလုတ်ထွက်လိုက်ပြီးရှိတာလေးနဲ့တက်စီအငှားကားလေးတစ်စီးဝယ်ပြီးမောင်းလိုက်လို့မိသားစုစားဝတ်နေရေးအစဉ်ပြေပြေဖြစ်ပြီးချောင်းချောင်းလဲလဲဖြစ်သွားတယ်အိမ်တော်ဦးစီးပိသားတဲ့ယောက်ျားကကျမရဲ့သားလေးနဲ့သမီးလေးရဲ့နောင်ရေးအတွက်ပူပန်ပြီးမိုးလေးမိုးချုပ်ကားဆွဲပြီးရသမျှပြန်အပ်လို့ကျမကပဲစုတင်နာစုသုံးတင်နာသုံးနဲ့စီမံပေးခဲ့ရတယ်ကျမယောက်ျားကကွန်းစားတာကလွဲပြီးလောင်ကစားမိမကိစ္စအတောက်အစားအားလုံးကင်းရှင်းလို့ရသမျှပစံသူ့အတွက်အပေါ်မကုန်ပဲအဖတ်တင်နေမိမနဲ့သားသမီးတွေအပေါ်တာဝန်ကျေတဲ့ခင်မွန်းကောင်းရထားလို့ကျမကံကောင်းတယ်ဆိုပါတော့ရှင်ဒါပေမဲ့နေရာတိုင်းမှာကိစ္စတိုင်းအကုန်လုံးအဆင်ပြေနေတယ်ဆိုတာတော့ဘယ်ရှိမှလဲလေကျမအိမ်တော်ကြကစားကတော့ရန်ကင်းဘက်မှာယောက်ျားနဲ့2ယောက်တည်းတိုက်ခန်းငါပြီးနေခဲ့တာပါအဲ့ဒီအချိန်အထိကတော့ကျမကလည်းကုမ္ပဏီစီးရင်ကိုင်ယောက်ျားကလည်းကုမ္ပဏီတစ်ခုမှာကားမောင်းနေတော့ပါပဲကျမတို့အိမ်တော်သက်1နှစ်ကျော်မှာပဲကျမရောက်ခမကြီးဆုံးသွားတယ်အခုလက်ရှိကျမတို့နေနေတဲ့ရွှေပေါက်ကံကအိမ်ကကျမရောက်ခမတွေပိုင်တာပါရောက်ခမကြီးမဆုံးခင်ကအဲ့ဒီအိမ်မှာကျမရောက်ကတိနဲ့ရောက်ခမရဲ့ကျမရောက်မယောက်ျားရဲ့ညီမတယောက်ရဲ့အတူတူနေကြတာပါရောက်ခမအမကြီးဆုံးသွားတော့ရောက်ကတိနဲ့သူသမီး2ယောက်ပဲကြံခဲ့တယ်ရောက်ခမကြီးဆုံးပြီး3လကျော်ကြာလာတော့ကျမရောက်မကမန္တလေးကကောင်လေးတယောက်နဲ့အိမ်တော်ကြပြီးသူ့ယောက်ျားရှိတဲ့မန္တလေးမှာအခြေချဖို့လိုက်သွားလို့တယောက်တည်းကြံခဲ့တဲ့ရောက်ကတိကြီးကိုပြုစုဖို့နဲ့အဖော်ရအောင်အတူနေပေးဖို့အကြီးဖြစ်တဲ့ကျမယောက်ျားအပေါ်တာဝန်ကျလာတယ်အဲ့ဒီအချိန်ကကျမလဲသားလေးရဲ့ကိုဝင်တပြေးပြေးရင့်လာလို့အလုံနားလိုက်ရတဲ့အချိန်ကြီးပါ
ယောက်ျားကသူ့အဖေတယောက်တည်းထားလို့မဖြစ်လို့အတူသွားနေပေးဖို့ပြောလာတာနဲ့ကျမလည်းနှစ်ယောက်လှုပ်စားကတယောက်လှုပ်စားတဲ့ဖြစ်သွားတာကြောင့်ကိုဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စပဲမို့ကြီးပြူလွယ်ကူကူပဲသဘောတူလိုက်မိတယ်ကျမတို့လင်မယားရောက်ကတိအိမ်စမပြောင်းခင်ကတည်းကယောက်ျားကအိမ်ရောက်ရင်သူ့အဖေနဲ့တိတ်မရောဖို့အကြောင်းမရှိရင်စကားတိတ်မပြောဖို့ကို့အခန်းထဲမှာပဲကိုနေဖို့စတဲ့ထူးထူးဆန်းဆန်းစကားတွေပြောပြီးကျမကိုတေချာမာတယ်ကျမကဘာဖြစ်လို့အဲ့ဒီလိုတွေပြောရတာလဲလို့မေးတော့လဲတေချာမဖြေလို့ကျမစိတ်ထဲမှာကတိကအောက်ဖြစ်နေခဲ့မိတယ်တယောက်တည်းကြံခဲ့တဲ့အဖေကိုအဖော်ရအောင်လဲသွားနေပေးရအောင်မယ်ပြီးတော့အကြောင်းမရှိရင်စကားတိတ်မပြောပဲခက်တန်းတန်းနေရမယ်ဆိုတော့ဘာကြောင့်များပါလိမ့်ဆိုပြီးအတွေးမျိုးစုံတွေးနေခဲ့မိတယ်ဒီလိုနဲ့ကျမတို့လင်မယားရောက်ကတိအိမ်ကိုပြောင်းနေပြစ်ခဲ့ကြတယ်ဆိုပါတော့ရောက်ကတိအိမ်စပြောင်းနေပြီးတိတ်မကြခင်မှာပဲကျမယောက်ျားမှာခဲ့တာတွေဟာဘာကြောင့်ဆိုတာကိုကျမသိလာခဲ့ရတယ်ကျမယောက်ကတိကအသက်60ကျော်လာပေမဲ့သူကိုယ်သူလူမျိုးရှုံးအောင်ပြင်ဆင်နေတတ်တယ်ပြီးတော့ Facebook တို့ TikTok တို့မှာသူငငယ်တုန်းကပုံကိုတင်ပြီးတွေ့သမျှမိန်းမပြိုအိုဖွန်လိုက်ကြောင်တယ်ဗီဒီယိုကောတွေခေါ်ဖုန်းတွေပြောတယ်အဆိုးဆုံးကတော့ကျမယောက်ကတိကြီးက AIDS ယောဂါဖြစ်နေလို့ RDA ဆေးတောက်နေရတယ်ဆိုတာပါပဲအေကိုက်တဲ့အဆင့်ထိရောက်နေတာဆိုတော့ဘလောက်တောင်တနာကြီးမလဲတောင်းချမ်းမလဲဆိုတာတွေးကြည့်ကြဖို့ရှင်ကျမယောက်ျားကသူ့အဖေအကြောင်းသူသိလို့ရှက်ပြီးကျမမသိအောင်ဖုံးထားဖိထားခဲ့တာပါကျမယောက်ကတိ AIDS ယောဂါရတာကကျမယောက်ျားနဲ့ရောင်မကိုမွေးပြီးအချိန်အတော်အကြာသူတို့အရွယ်ရောက်ချိန်လောက်မှစဖြစ်ခဲ့လို့သူတို့မှအဲ့ဒီယောဂါကြီးရှိမနေလို့ပါမလာလို့တော်သေးတယ်ပဲပြောရမယ်ယောက်ကတိကသူ့ယောဂါအကြောင်းသူသိတော့သူစားတဲ့ပကံတောက်တဲ့ရေခွက်ကအစတီးတန့်ပဲသုံးတယ်သူကိုယ်တိုင်ပဲဆေးတယ်ကျမလဲ AIDS ယောဂါတဲ့နဲ့အတူနေရမယ်ဆိုတာစတိချင်းကတော်တော်လန့်သွားမိတာပေါ့နောက်ပိုင်းအဲ့ဒီယောဂါအကြောင်းသေချာလေ့လာကြည့်မှအနေအထိုင်ဆင်ခြင်ရင်တိတ်ပြီးပြဿနာမရှိမှန်းသိရလို့စိတ်သက်သာရာရသွားတယ်ရောက်ခမအိမ်ကတိုက်ခန့်အုံညံ့ပြင်ခင်းနှစ်ထပ်အိမ်အမျိုးအစားပါရောက်ကတိကအပေါ်ဓာတ်မှာပဲနေပြီးကျမတို့လင်မယားကအောက်ထပ်မှာအခန်းဖွဲ့ပြီးနေကြတယ်ရောက်ကတိကြီးကအောက်ထပ်ကိုတိတ်မစင်းဘူးတခါတလေသူပြင်းတဲ့အချိန်နေအရန်ဘူးလို့အပေါ်ဓာတ်မှာမနေခြင်းတဲ့အချိန်လောက်ပဲအောက်ထပ်ကိုခဏတစ်ဖြုတ်ဆင်းလာတတ်တယ်ကျမယောက်ျားကကျမကိုမှားထားသလိုသူ့အဖေကိုလည်းကျမနဲ့တိတ်မရောဖို့မှားထားပုံရတယ်တော်ယုံကိစ္စမရှိရင်ရောက်ကတိကြီးကကျမကိုစကားတိတ်မပြောဘူးသူလိုချင်တာသူလှုပ်ချင်တာရှိရင်လဲသူ့ဘာသာသူထလှုပ်တာများတယ်ဒါပေမဲ့ဖုန်းကိုတော့လက်ကမချဘူးတစ်ချိန်လုံးဖုန်းသုံးလိုက်စာရိုက်လိုက်ဖုန်းပြောလိုက်ကျူလိုက်ပဲလုပ်နေတာများတယ်အောက်ထက်ကိုလာနေတဲ့အချိန်ဆိုရင်တော့ကျမကြားမှာဆိုလို့ဖုန်းမပြောဘဲစာပဲရိုက်နေတတ်တယ်အိမ်အောက်ထက်ရောက်နေချိန်ဘလို့ပဲကျမကြားမှာဆိုလို့ဖုန်းမပြောဘူးဆိုပေမဲ့အိမ်ပေါ်ဓာတ်ကနေဖုန်းပြောနေချိန်ဆိုအောက်ထက်ကကြားနေရလို့ကျမကအကုန်သိနေပြီးသားပါကျမယောက်ကတိကြီးတနာကြီးချက်ကတော့လက်လန်တယ်သူ့သားမိမချွေးမဖြစ်တဲ့ကိုဝင်အရက်အမာကြီးနဲ့ကျမကိစ္စရှိလို့သူ့ရှိကဖြတ်သွားမိရင်တော့ကျမခန္ဓာကိုယ်နောက်ပိုင်းကိုမတိမသာခိုးကြည့်တတ်တာကိုကျမတခါမိဘူးတယ်အဲ့ဒီအချိန်ကဆိုကျမဖြင့်ကြောက်လွန်းလို့ကြက်သိမ်းမွေးညင်းပါထားမိတဲ့အထိပါပဲဒီလိုနဲ့နေလာကြရင်အဲ့ဒီအိမ်မှာပဲကျမသားအကြီးလေးကိုမွေးတယ်ကျမတို့ရဲ့သားဦးလေးကရောက်ကတိကြီးအတွက်မြည်ဦးလေးဖြစ်လို့အရန်ချစ်ပေမဲ့ကျမယောက်ျားကပဲကျမမသိချိန်မှားထားလာတော့မသိပါဘူးရောက်ကတိကြီးကသူ့မြည်ရဲ့အသားကိုထိဖို့မပြောနဲ့အနားတောင်တိတ်မကတ်ပါဘူး
ခက်လှမ်းလှမ်းကနေပဲကလေးကိုလှမ်းမြူတတ်တယ်တခါတလေလဲသူ့ရဲ့တနာကြီးတဲ့ဗီဇာကြီးကိုဖြောက်မရလို့မထိန်နိုင်လို့နောင်တရမိတယ်နဲ့တူပါတယ်မျက်နာမကောင်းပဲသူ့မီးလေးကိုအဝေးကနေငေးကြည့်ပြီးမှိုင်နေတတ်တယ်ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့ဗီဇာကြီးကိုတော့ကြာကြာထိန်းထားနိုင်ပုံမရပါဘူးတရက်မီးမလာတာနဲ့အခန်းထဲမှာပူလို့အော်ငိုနေတဲ့သားလေးကိုအိမ်ရှိခန်းမှာထိုင်ပြီးကျမနှုတ်လန်တိုက်နေတော့ရောက်ကလေးကြီးကဘယ်အချိန်ကလေးကအိမ်ပေါ်ကဆင်းလာသလဲသတိမထားမိလိုက်ဘူးတယောက်ယောက်ကျမကိုကြည့်နေတယ်လို့စိတ်ထဲမလုံးမလဲခံစားလာရလို့ဘေဘီဝဲရကြည့်လိုက်မိတော့မှလေကအလေလောက်ကနေသားလေးကိုနှုတ်တိုက်နေတဲ့ကျမရဲ့ရင်သားတွေကိုစူးစူးဆိုင်ဆိုင်ကြည့်နေတဲ့ရောက်ကလေးကြီးကိုလှမ်းမြင်လိုက်ရလို့ကျမလဲလန့်သွားပြီးကလေးကိုချီပြီးအခန်းထဲကိုအမြန်ပြန်ဝင်ခဲ့ရတယ်။သူကျမရင်သားတွေကိုခိုးကြည့်နေတာကိုကျမမိသွားလို့ရောက်ကလေးကြီးလဲရှက်သွားပြီးအောက်ထက်ထိဆင်းမလာတော့ပဲအိမ်ပေါ်ပြန်တက်သွားတဲ့ခြေတံတွေကိုအောက်ထက်ကနေအတိုင်းသားကြားလိုက်ရတယ်။အဲ့ဒီလိုချွေးမဖြစ်တဲ့ကျမအပေါ်မှာတော့မယိုမသားစိတ်ရှိနေတဲ့ရောက်ကလေးကြီးကိုယွန်ရှာမုန်းတီးမိပေမဲ့လင်းယောက်ျားတာဝန်ကျေပြီးမိုးလေးမိုးချုပ်အပြင်မှာပင်ပင်မန်းမန်းအလုတ်လို့ငွေရှာနေရတဲ့ကျမယောက်ျားစိတ်ညစ်စိတ်ရှုပ်စိတ်ပင်မန်းမှာဆိုလို့သူ့ကိုဘာမှမပြောဘဲကျမကပဲအနေအထိုင်ပိုစင်ခြင်းပြီးနေလာခဲ့လိုက်တာနောက်ထပ်သမီးလေးရဲ့ကိုဝင်ပါရလာခဲ့တယ်သမီးလေးကိုဝင်ရလာတော့လူခွဲမရှိတဲ့ကျမအဖို့သားလေးကိုထိန်းရတာကိုဝင်စိတ်တက်လို့ပါခဏခဏနေမကောင်းဖြစ်လာတော့ယောက်ျားလဲကားထွက်မဆွဲနိုင်ပဲပြုစုပေးရတဲ့ရက်တွေများလာတာကြောင့်သူ့အဖေအကြောင်းသိလို့အိမ်ပေါ်မခေါ်ခြင်းနဲ့ကျမယောက်ျားလဲကြံရမရတဲ့အစုံနေမာနေတဲ့အသက်50ကျော်ကျမအတော်အပြိုကြီးကိုခေါ်ထားဖို့သဘောတူလိုက်ရတော့တယ်အတော်အပြိုကြီးအိမ်ရောက်လာရင်လဲသူ့အဖေနဲ့လုံးဝစကားမပြောဘူးအနေအထိုင်ဆင်ခြင်ဖို့ပါကျမကိုတေချာမှာခိုင်းတယ်ဒီလိုနဲ့ပဲကျမကိုအိမ်မှုကိစ္စကူလုပ်ဖို့နဲ့ကလေးကူထိန်ဖို့အကူအညီတောင်းလို့ကျမတို့နဲ့အတူနေဖို့အတော်ဖြစ်သူအိမ်ရောက်လာတယ်ရန်ကုန်စရောက်လာကြတဲ့ကငါကတော့မှာပဲပြောတယ်နင်တို့ရန်ကုန်ကမျက်စိရှုပ်နားရှုပ်နဲ့မနေခြင်းဘူးကလေးတိုးလို့တွဲလောင်းနဲ့ငါတူမဒုက္ခရောက်နေတယ်ဆိုလို့သာငါလာနေရတာနင်ကလေးတွေကြောင်းတက်လို့အထိန်လွတ်ရင်ငါပြန်မနော်ဆိုတဲ့စကားကိုအတော်ကစပြောတော့တာပါပဲအတော်အပြိုကြီးဆိုတာကလည်းအသက်50ကျော်တောသူကြီးဆိုတော့ပိန်ပိန်ပါပါဘီးစပတ်ကြီးနဲ့ရိုးရိုးအေးအေးပုံတုံးကြီးပါဒါပေမဲ့အဲ့ဒီလိုပုံစံကြီးကိုတော့ကျမရောက်ကလေးကြီးကအလွတ်ပေးခြင်းပုံမရဘူးပယောပရီလှုပ်ချင်လို့စကားမရှိစကားရှာပြီးပြောခြင်းရောခြင်းသေးတာအတော်ကကျမမှားထားတာကြောင့်ကိုသူ့ငကိုဗီဇကိုကယောက်ျားတွေနဲ့မရောတဲ့ယောက်ျားတွေကိုစိတ်မဝင်စားသူဆိုတော့သူ့ကိုစကားလာပြောဖို့ကြိုးစားရင်မတိကျင်ရောင်မကြားကျင်ရောင်ဆောင်ပြီးရှောင်ထွက်သွားလို့သမီးညီရတော်ကနားလေးနေတာလားလို့တော့ရောက်ကလေးကြီးကထုံမေးလာရတဲ့အထိပါပဲဒေါ်လေးကိုကျမရောက်ကလေးကြီးကအဲ့ဒီလိုမေးတယ်လို့ပြောပြီးတူဝကြီးနှစ်ယောက်ကြိတ်ရဲကြရသေးတယ်ကျမသမီးလေးမွေးပြီးသမီးလေးတစ်နှစ်တာလောက်အရောက်မှာမမျော်လင့်ပဲအကောင်းကြီးကနေရာဒီအဖျားဖျားရာကနေပြန်ကောင်းမလာတော့ပဲပြုံးစားကြီးကျမရောက်ကလေးကြီးဆုံးပါလေရောအမှန်အတိုင်းဝန်ခံရရင်ကျမရောက်ကလေးကြီးဆုံးသွားတာကိုပျော်နေတာမျိုးမဟုတ်ပေမဲ့စိတ်မကောင်းလုံးဝမဖြစ်မိတာတော့အမှန်ပါကျမကံကောင်းတာကကျမယောက်ျားမှာသူ့အဖေကျမရောက်ကလေးကြီးရဲ့မကောင်းတဲ့အကျင့်စရိုက်မျိုးလုံးဝရှိမနေခြင်းပါအရင်တည်သွားတဲ့ကျမရောက်ခမကြီးကတော့သူ့ယောက်ျားပေးတဲ့စိတ်ဒဏ်ရာတွေဘလောက်အထိတောင်ခံစားသွားရမလဲမသိဘူးလို့တခါတလေတွေးရင်စိတ်မကောင်းဖြစ်မိတာတွေဘာတွေတော့ရှိပါတယ်အဲ့ဒီအိမ်မှာအနေကြလာတော့ပတ်ဝန်းကျင်ကလူတွေရဲ့စကားအရာ
ကျမရောက်ကတိကြီးရဲ့မကောင်းသတင်းတော်တော်များများကိုလည်းသိခဲ့ရတယ်။အဖိုးကြီးကငငယ်ကကုန်ကားကြီးတွေဟိုင်းဝေးမောင်းတာတဲ့လေ။ကားကြီးမောင်းတဲ့ကားသမားကြီးတွေအကုန်လုံးကိုတိမ်ကြုံပြောတာမဟုတ်ပေမဲ့အများစုကမိမလိုက်စားကြတယ်ဆိုတာကိုတော့ကျမလည်းကြားဘူးနားဝရှိဘူးပါတယ်။အဲ့ဒီလိုမိမလိုက်စားကြတဲ့ကားသမားတွေတဲကမှကျမရောက်ကတိကြီးကပိုဆိုးပါသေးတယ်။ကားသမားအများစုကအပြေမာသာရှုပ်တဲ့ပေမဲ့ကျမရောက်ကတိကြီးကတော့အပြေမာရှုပ်ယုံတင်အားမရပဲရက်ွက်တဲ့လမ်းထဲမှာပါမရင်ငယ်ထားခဲ့တာတွေပါရှိခဲ့ဘူးတဲ့လေ။သူတို့ငငယ်တုန်းကလမ်းမထဲမှာအိမ်ပိုင်နဲ့နေရင်ရောက်ခမကြီးကအိမ်ဆိုင်လေးဖွင့်ပြီးပါရောင်းလို့စီးပွားတက်ခဲ့ပေမဲ့သူ့ယောက်ျားပွေလို့ရှုပ်လို့ရှိတာအကုန်ပြောင်ပြီးအခုလိုလမ်းကြားထဲကအိမ်လေးမှာပဲအဖက်တင်တော့တာလို့လဲသိခဲ့ရတယ်။ကားမောင်းနာတဲ့နေ့ရောက်ကတိကြီးအိမ်မှာရှိနေချိန်ဈေးဆိုင်ခဏထိုင်ခိုင်းရင်ရက်ွက်ထဲကမိန်းမတွေကြိတ်ကြိတ်တိုးလာဝယ်ကြတာတဲ့လူစီပြီးကြိတ်ကြိတ်တိုးလာဝယ်ကြလို့ဆိုင်ထဲကပစ္စည်းတွေသာယော့သွားမယ်ပတ်စံကတော့မရဘူးတဲ့လေဘယ်ရမလဲတနာယူရောက်ကတိကြီးကလာသမျှမိန်းမအပြိုအိုမရွေးပဲဖွန်ကြောင်ပြီးအလကားပေးလို့ပေးအကျွေးခံရင်လဲသေချာမမတ်နဲ့ကြာတော့အရင်ပါပြုတ်ပြီးဆိုင်ကောအိမ်ပါရောင်းလိုက်ရတဲ့အထိစီးပွားကျသွားတာလို့ပြန်ပြောပြကြတယ်။အဲ့ဒီစိတ်တွေနဲ့ပဲနင်းရောက်ခမကြီးတဆိုးမရှိတာလို့လဲပြောကြတယ်။တနာအရင်ယူတဲ့ကျမရောက်ကတိကြီးဆုံးသွားတော့လဲသူ့အတူပါကမစီပါဘူး။ AIDS ယောဂါဆိုပြီးကြောက်လို့လိုက်မဖို့ကြတာတွေလည်းရှိသလိုလူမှုရေးဖောက်ပြန်တဲ့လူကြီးမှုယွန်ပြီးတမင်လိုက်မဖို့ကြတာကြောင့်ကျမရောက်ကတိကြီးရဲ့အတူပါကို6တိ6ကတ်နဲ့ပဲချလိုက်ရတယ်။ပြဿနာကကျမရောက်ကတိကြီးတည်သွားတဲ့ညမှာပဲစတယ်။ရောက်ကတိကြီးဆုံးသွားတဲ့အချိန်ကຫນွေရာသီနေ့လေနေကင်းအရန်ပူတဲ့အချိန်ကြီးမှာပါ။ကျမယောက်ျားကလည်းသူ့အဖေအသက်ထွက်သွားပြီဆိုမှကားဆွဲတာခဏရက်ပြီးအိမ်ပြန်လာကြည့်တယ်။တေတာတေချာပြီလဲဆိုရောဦးကျော်သူနာရေးကူညီမှုအသင်းစီဖုံးဆက်ပြီးတခါတည်းလာတယ်ခိုင်းတယ်။သူ့အဖေအလောင်းကိုလာတယ်သွားပြီးတာနဲ့ငါကားပြန်ဆွဲတော့မယ်လုံနေလို့မကောင်းပါဘူးယောက်ျားရဲ့။နာရေးအတွက်ကလဲပြင်းတွေထိုးစပွဲဝိုင်းတွေငှားဖို့ကလည်းရှိသေးတယ်။ကျမနဲ့ဒေါ်လေးနှစ်ယောက်တည်းကလေးတွေနဲ့အဲ့ဓာတွေကိုဘလို့စီစဉ်မလဲပြီးတော့ယောက်ျားသားတယောက်တော့ရှိမှဖြစ်မှာပေါ့လို့တောင်းပန်ဖြောင်းပြမှအေးဆိုပြီးအတူပအိမ်နဲ့တူအောင်ပြင်ဆင်ဖို့ရက်ွက်လူကြီးနဲ့လမ်းထဲကလူတွေကိုသွားအကူညီတောင်းပြီးအားလုံးပြင်ဆင်ပေးတယ်အဲ့ဒီတရက်ပဲနေ့လေတစ်ပိုင်းကားနာပြီး9 ရက်မလဲခင်နောက်ရက်တွေကစပြီးပုံမှန်အတိုင်းကားပြန်ဆွဲနေတယ်။ယောက်ျားညမကျမရောင်းမကိုသူ့အဖေဆုံးသွားပြီဆိုတဲ့သတင်းကိုလှမ်းအကြောင်းကြားတော့လေဟုတ်ကဲ့ငွေလိုရင်ပြောပါလှမ်းလွယ်ပေးလိုက်ပါမယ်လို့ပဲတူတူတုတ်တုတ်ပြောပြီးဖုံးချသွားတယ်။အတူပလိုက်ဖို့တုန်းကကိုရက်လေစွန့်ကြွေးတော့ပါလုံးဝမလာကြဘူး။သမီးနဲ့သားနှစ်ယောက်တည်းရှိတာကိုသူတို့ကအဲ့ဒီလိုတွေလုပ်နေကြပေမဲ့ပတ်ဝန်းကျင်ကလူတွေကတော့အပြစ်မမြင်အပြစ်မတင်ကြပါဘူးသူတို့အဖေကျမရောက်ကတိကြီးကိုသူ့ရဲ့သားနဲ့သမီးကိုယ်တိုင်ကစိတ်နာနေကြတာကိုပတ်ဝန်းကျင်ကတီးပြီးသားဆိုတော့နားလည်ပေးကြတယ်အခုပြောပြနေတဲ့အဓိကအကြောင်းအရာကအခုမှစမှာပါအပေါ်မှာပြောခဲ့သလိုကျမရောက်ကတိကြီးဆုံးတော့နေ့လေပဲကြီးပါနေ့လေကလေးကဆုံးပြီးလို့နာယီပိုင်းပဲအိမ်မှာထားပြီးနာရေးကူညီမှုအသင်းကားနဲ့အိမ်ကတည်သွားကြပေမဲ့ညဘက်ရောက်တော့ဘသူမှမရှိတဲ့အိမ်ပေါ်ဓာတ်ကနေလမ်းလျှောက်နေတဲ့အတန်တွေချောင်းဟန့်တန်တွေကိုစပြီးကြားလိုက်ရတယ်ကြားကစားကတော့နားကြားမားတယ်လို့ပဲထင်ခဲ့မိပေမဲ့အတန်တွေကရက်မသွားပဲဇက်တိုက်ကြားနေရတော့မှရောက်ကတိကြီးမကြိုပဲခြောက်နေပြီဆိုတာကိုသိလိုက်ကြရလို့ကျမကဒေါ်လေးပါကြောက်တူးတုံပြီး
တယောက်မျက်နှာတယောက်ကြည့်ရင်ဖျားစာတွေရွတ်နေလိုက်ကြတယ်ကလေးတွေကြောက်မှလက်မှဆိုးလို့ဖုံထဲကကာတွန်းကားကိုအတန်ကြဲကြဲဖွင့်ပြထားရသေးတယ်အပေါ်ဓာတ်ကလမ်းလျှောက်နေတဲ့ခြေတံတွေကိုစကြားရတာကမှောင်စာပြိုးတဲ့အချိန်ညနေ6နာရီကြော်ကလေးကပါယောက်ျားကတော့အိမ်အပြင်မှာဧည့်သည်တချို့ကိုဧည့်ခံရင်းစကားပြောနေလို့ချက်ချင်းမသိသေးပါဘူးအတော်ကနေ့ယောက်ျားကိုငါသွားပြောလိုက်ရမလားလို့ပြောပေမဲ့ခဏနေတိတ်သွားမယ်ထင်ပါတယ်မပြောပါနဲ့အောင်လို့ကျမတားထားလိုက်တယ်45မိနစ်လောက်ရှိလာတဲ့အထိအပေါ်ဓာတ်ကအတန်တွေကတိတ်မသွားပဲကြားနေရတော့ဆိုတော့မလွဲတာတော့ပဲအတော့တူကိုပြောစရာရှိလို့ခဏလာခဲ့ပါအောင်လို့တိုးတိုးတိတ်တိတ်သွားခေါ်ပေးဖို့ပြောလိုက်ရတော့တယ်ခဏကြာတော့ကျမတို့မိသားစုစုနေတဲ့အခန်းထဲကိုယောက်ျားရောက်လာတာနဲ့အကျိုးအကြောင်းရှင်းပြပြီးအပေါ်ဓာတ်ကအတန်တွေနားထောင်ကြည့်ဖို့ပြောတော့မှသူလဲကြားသွားတော့တယ်ယောက်ျားကအပေါ်ဓာတ်ကအတန်တွေကိုကြားတာနဲ့ချက်ချင်းမျက်စိမျက်နှာပြက်ပြီးဒေါသထွက်သွားတယ်မပြောမဆိုနဲ့အခန်းထဲကထွက်သွားပြီးအိမ်ပေါ်ဓာတ်ကိုလှေကားအတိုင်းခြေတံပြင်းပြင်းနဲ့ပြေးတက်သွားတယ်အပေါ်ဓာတ်ကိုရောက်တာနဲ့ခမားကြီးမသေးခင်တုန်းကဒုက္ခမျိုးစုံပေးလို့အားမရလို့သေပြီးသွားတာတော့ထပ်ပြီးဒုက္ခပေးနေတာလားကလေးငယ်တွေရှိနေတာနားမလည်ဘူးလားကလေးတွေလန့်ကုန်လို့တခုခုဖြစ်ရင်ခမားကြီးမလွယ်ဘူးကျုံနဲ့တွေ့မယ်ဆိုပြီးဒေါသတကြီးအော်ပြောလိုက်တဲ့ကိုအတိုင်းသားကြားလိုက်ရလို့ကျမလည်းအံ့ဩသွားမိတယ်ကျမနဲ့ရီးစားစဖြစ်ကလေးကအခုသားတွေသမီးတွေရလာတဲ့အထိလေတံမမာတောင်တစ်ခါမှမပြောဘူးတဲ့သူကအခုလိုဒေါသတကြီးပြောနေတဲ့အတန်ကိုကြားနေရတာဆိုတော့အံ့ဩနေမိတာပေါ့ရှင်နောက်ပိုင်းစိတ်အေးသွားတဲ့အချိန်ရောက်မှကျမပြန်တွေးမိတာကသူတို့မောင်နှမနှစ်ယောက်စလုံးသူ့အဖေကြောင့်စိတ်ဒဏ်ရာအတော်ကြီးရခဲ့လို့ဆိုတာတွေးမိပြီးယောက်ျားဖြစ်သူကိုပိုပြီးသနာသွားမိတယ်အပေါ်ဓာတ်ကခြေတံတွေကြားလို့ကျမယောက်ျားပြေးတက်သွားပြီးအဲ့လိုတွေအော်ပြောတော့ခြေတံတွေကရက်သွားတယ်ယောက်ျားလည်းဘာတန်မှမကြားရတော့ဘူးဆိုတော့ပြီးသွားပြီထင်ပြီးအောက်ထက်ပြန်ဆင်းလာရင်ကျမတို့ကိုမကြောက်ဖို့ပြောပြီးအဖော်လာလုပ်ပေးတယ်ကျမယောက်ျားအခန်းထဲရောက်ပြီးလို့မှတိတ်မကြသေးဘူးအပေါ်ဓာတ်ကနေချောင်းဟန့်တန်အကျေကြီးစာကြားလိုက်ရပြီးခြေဆောက်နေတဲ့အတန်တွေကိုပါထက်ကြားလိုက်ရတယ်အစာပိုင်းကျမယောက်ျားအပေါ်ဓာတ်ကိုတက်မော်ခင်အထိကပုံမှန်လူတယောက်လမ်းရှက်တိုက်ရှောက်နေသလိုအတန်ပဲကြားခဲ့ရပေမဲ့သူအပေါ်ဓာတ်ကိုတက်အော်ပြီးနောက်ပိုင်းထက်ကြားရတဲ့အတန်တွေကတော့စိတ်ဆိုးဒေါသထွက်ပြီးတမင်ခြေဆောက်နေတဲ့ပုံစံအတန်အကျယ်ကြီးတွေကိုကြားလိုက်ရတာမျိုးပါအဲ့ဒီလိုအတန်တွေပြန်ကြားလိုက်ရတာနဲ့ယောက်ျားကတောက်တစ်ချက်ခေါက်ပြီးအပေါ်ဓာတ်ကိုထက်ထက်မဲ့ပုံပြင်လိုက်လို့ယောက်ျားကလေးတွေလက်ကုန်ပဲဒေါသလျှော့ပါတေပြီးသားလူနဲ့ရန်ဖြစ်နေလဲဘာမှထူးမှမဟုတ်တာစိတ်ကိုလျှော့ပါနော်လို့လက်ကိုအတင်းဆွဲပြီးတားတော့သူ့သားနဲ့သူ့သမီးမျက်နှာကိုတစ်ချက်ငဲ့ကြည့်ပြီးသူ့စိတ်ကိုသူလျှော့ချလိုက်ရင်တက်ပြင်းချပြီးငူငူကြီးထိုင်နေတယ်အဲ့ဒီအချိန်အိမ်ရှိကနေကျမယောက်ျားနာမည်ကိုလှမ်းခေါ်လိုက်တဲ့ကြားလိုက်ရလို့ယောက်ျားရှင်းကိုရှေ့ကခေါ်နေတယ်ဘယ်သူဘာပြောမလို့လဲမသိဘူးလို့သတိပေးလိုက်မှယောက်ျားလဲသတိဝင်လာပြီးအေးအဲ့ဒါဆိုငါခဏသွားလိုက်အောင်မယ်မင်းတို့နေရဲတယ်မလားစကားပြောပြီးရင်ငါချက်ချင်းပြန်လာခဲ့မယ်လို့ပြောလို့ရပါတယ်ယောက်ျားရဲ့ဒေါ်လေးလေးရှိတာပဲကျမနေရဲပါတယ်ဧည့်သည်တွေကိုပဲဧည့်ခံလိုက်ပါလို့ပြောလိုက်ရသေးတယ်အိမ်ရှိကခေါ်နေလို့ကျမယောက်ျားထွက်သွားပြီးမိနစ်30လောက်ကြာတော့အခန်းထဲပြန်ဝင်လာပြီးအပေါ်ဓာတ်ကငနာကြီးတောင်းညမ်းနေတာတရက်ကွက်လုံးတိကုန်ကြပြီမိမကြီးတော်တော်ဒုက္ခပေးတဲ့လူကြီးပဲမသေးခင်ကလည်းသူ့ကြောင့်ယောက်ျားတို့မိသားစုတစုလုံးအရှက်တကွဲဖြစ်မျက်နှာငယ်ခဲ့ရတယ်အခုသေးတော့လဲထပ်ပြီးဒုက္ခပေးနေပြန်ပြီကွာဒေါသထွက်လွန်းလို့အသားတွေတောင်တုန်နေပြီမနှဲထိန်းထားရတယ်
အင်းမယောက်ျားရဲ့ကျမနားလဲပါတယ်စိတ်ကိုတော့လျှော့ပါနော်တားနဲ့သမီးကရှင်ဒေါသထွက်တာအော်ဒါဟစ်တာတခါမှမမြင်ဘူးမကြုံဘူးလို့လန့်ကုန်ကြမှာစိုးလို့ပါအေးပါမိမယာငါကလေးတွေလန့်ကုန်မှာစိုးလို့ငါဒေါသထွက်နေပေမဲ့စိတ်လွတ်မသွားအောင်ထိန်းထားတာပါဒါနဲ့လေယောက်ျားရှင့်အဖေမကြွပဲတောင်းကျမ်းနေတာကိုတရက်ကွက်လုံးတည်သွားပြီဆိုတော့ဘယ်လိုလုပ်ကြမလဲရက်ကွက်ထဲကလူတွေကကောဘာတွေပြောကြသလဲယင်ပြောတာတွေကတော့စုံနေတာပါပဲကွာမနေ့ပြန်မိုးလင်းတာနဲ့ဖုန်ကြီးတွေပင်ပြီးသူ့အတွက်ရည်စူးပြီးစွန့်ကတ်တင်ငန်းကပ်ပြီးပရိတ်ရွတ်အမြဝေခိုင်းကမဝါဖတ်ခိုင်းဆိုတာတွေကော9 ရက်မလဲသေးလို့မကြွသေးတာနေမယ်9 ရက်လဲတဲ့အထီတော့တီးခန့်ပြီးနေလိုက်အောင်ဆိုတာကောမိသားစုတွေကြီးဆိုကြောက်နေမှာဆိုလို့အဖော်ရအောင်ညဆောင်ပေးမဲ့သူတွေရှိအောင်ဖဲဝိုင်းလှုပ်ပေးလိုက်ပါလားဆိုတာတွေကောစုံနေတာပါပဲရှင်ပြောတော့လူရှုံမှာဆိုလို့ဘာဖဲဝိုင်းမှမလုပ်ဘူးဆိုအေးလေငါလည်းဖဲဝိုင်းမလုပ်ချင်ပါဘူးကွာဒါပေမဲ့ညဘက်ငါတို့ကြီးပဲဆိုတခုခုဖြစ်နေမှာဆိုလို့လူဆောင်ရအောင်ဖဲဝိုင်းတဲပေးလိုက်ဖို့ရက်ွက်လူကြီးကောလမ်းမှုကပါဝိုင်းပြောနေတော့ငါလည်းမငင်းတာတော့ဘူးဖြစ်နေလို့မင်းကိုလာတိုင်မင်းနာမင်းကောဘလို့သဘောရလဲအတော်လဲအတော်အမြင်ကိုပြောပါဦးကျွန်တော်ဘာလုပ်တင်လဲကျမကတော့လူကြီးတွေဆန္ဒအတိုင်းပဲဖဲဝိုင်းလုပ်ပေးလိုက်စီခြင်းတယ်ကျမတို့အိမ်မှာကလေးငယ်တွေရှိနေတာလဲအားလုံးကတည်ပြီးသားဆိုတော့ဆူဆူညံညံလောက်ကြမှာမဟုတ်ပါဘူးငါတူမကြီးပြောတာဟုတ်တယ်ငါတို့တွေကြီးပဲရှိနေတာတဲ့စာရင်လူများတော့ပိုအားရှိတာပေါ့အရေးအကြောင်းတစ်ခုခုဖြစ်ရင်လဲအလွယ်တကူအကူအညီတောင်းစရာရှိတော့ကောင်းတာပေါ့တော်ကြညအချိန်မတော်ကြီးရောက်မှတစ်ခုခုဖြစ်လို့သူများအိမ်တွေလိုက်နိုးပြီးအကူအညီတောင်းရတာမျိုးဆိုလဲမကောင်းဘူးလေကိုယ်ကိစ္စမဟုတ်တာကိုအချိန်မတော်ကြီးအိတ်ကောင်းနေချိန်မှဆိုဘသူမှလည်းကူညီရင်ကြမှာမဟုတ်ဘူးရက်ွက်လူကြီးတွေပြောသလိုပဲဖဲဝိုင်းလုပ်ပေးလိုက်ကလေးငယ်တွေရှိလို့အယမ်းမဆူကြဖို့လဲမေတ္တာရက်ခံထားလိုက်ပေါ့ဟုတ်ကဲ့ပါအဲ့ဒါဆိုလဲဖဲဝိုင်းလုပ်ဖို့အချိန်ရှိတုန်းစီစဉ်ပေးဖို့ခဏသွားပြောလိုက်ဦးမယ်တားနဲ့သမီးကိုညစာကျွေးပြီးပြီလားမင်းနဲ့အတော်ကောစားပြီးကြပြီလားကလေးတွေကို9 နာရီခွဲလောက်ကလေးကကျွေးပြီးသွားပြီအိတ်ခါနီးမှအစာပြေမုတ်ထက်ကျွေးလိုက်မယ်ကျမတို့ကတော့မစားရသေးဘူးကျမတို့ကိုစိတ်မပူနဲ့ရှင်သာဧည့်သည်တွေအတွက်ကြည်စီစဉ်ပေးလိုက်နော်အေးပါအဲ့ဒါဆိုငါသွားလိုက်ဦးမယ်စားရင်စားနေလိုက်ကြနော်ငါ့ကိုစောင့်မနေနဲ့ငါစိတ်အရမ်းရှုပ်နေလို့စားရင်စိတ်လည်းမရှိဘူးသွားပြီလို့ပြောပြီးအခန်းထဲကပြန်ထွက်သွားပြန်တယ်တားနဲ့သမီးကတော့လူကြီးတွေဘာဖြစ်နေတယ်ဆိုတာသိပုံနားလည်ပုံမရပဲဖုန်းနဲ့ဖွင့်ပြထားတဲ့ကာတွန်းကားကိုပဲစိတ်ဝင်စားအာယုံရောက်နေကြလို့တော်သေးတယ်ပဲပြောရမယ်အဲ့ဒီလိုနဲ့ယောက်ျားလဲအိမ်မှာဖဲဝိုင်းမလုပ်ချင်ပေမဲ့သေပြီးမကြွပဲ6 လက်နှောက်ရက်နေတဲ့သူ့အဖေကြောင့်မလွဲတာပဲဖဲဝိုင်းထောင်ပေးလိုက်ရတယ်အချိန်ကတဖြည်းဖြည်းနဲ့ညနဲ့လာတယ်အိမ်ပေါ်ဓာတ်ကခြေတံတွေချောင်းဟန့်တံတွေကတော့ခဏရက်သွားလိုက်တောင်းလောက်နေရင်ပြန်ကြားရလိုက်နဲ့ပါပဲတားနဲ့သမီးကတော့8 နာရီခွဲလောက်ကလေးကကျမတိတ်လိုက်လို့အိပ်ပျော်သွားကြတယ်ကျမအတော်ကအရင်ကသူ့အတွက်ဖွဲ့ပေးထားတဲ့ကျမတို့နဲ့မျက်နှာချင်းဆိုင်တယောက်ခန်းထဲမှာပဲအိပ်ပေမဲ့အဲ့ဒီညကတော့သူတယောက်တည်းအိပ်ရမှာကြောက်လို့ပြောတာနဲ့ယောက်ျားနဲ့တိုင်ပင်ပြီးကျမတို့အခန်းထဲမှာပဲအိတ်ခိုင်းလိုက်ရတယ်။ယောက်ျားကတော့အပြင်ကအိတ်ခန်းထဲမှာဖြာခင်းပြီးထွက်အိတ်ပေးတယ်။ညနဲ့လာတာနဲ့အမျှကျမနဲ့အတော်လဲအပေါ်ဓာတ်ကအတန်တွေကြားနေရလို့ကြောက်နေကြပေမဲ့တနေကုန်ပင်ပန်းထားလို့အိတ်ပျော်သွားကြတယ်။အမလေးကဲကြပါဦး။ကျမထမိန်လာလန်နေတယ်တော့ပင်မန်းပြီးအိမ်မောကြနေတော့မှပဲကျမအတော်ထအော်တဲ့အတန်အကျယ်ကြီးကြားပြီးကျမကောတိမ်လုံးလန့်နိုးကုန်ကြတယ်ဒေါ်လေးဘာဖြစ်တာလဲဘာဖြစ်လို့လဲလို့မေးတော့နေ့ရောက်ကတိကြီးငါထမိန်လာလန့်တယ်အမလေးကြောက်လိုက်တာဟီဟီဆိုပြီးဖြေလဲဖြေငိုလဲထငိုပါလေရောအတော်ကကြောက်နဲ့ငိုနေပေမဲ့အတော်အော်တန်ကြောင့်လက်နိုးလာတဲ့သားနဲ့သမီးကပါလန့်ပြီးထငိုနေကြလို့
ကျမလည်းဘာလို့ဘာကံရမှန်းမသိဖြစ်နေမိတယ်အတော့အော်တန်ကြားလို့ဧကန်းထဲမှာအိတ်နေတဲ့ယောက်ျားလဲနိုးသွားပြီးအခန်းထဲကိုပြေးဝင်လာတယ်ဘာဖြစ်လို့လဲလို့အတော့ကိုမေးတော့နေ့အဖေငါအိတ်နေတော့ငါထမိန်လာလန်လို့ဆိုပြီးအတော်ကဒေကြီးပြောချလိုက်တော့ကျမယောက်ျားလဲဘာပြောရမှန်းမသိဖြစ်ပြီးကြောင်သွားတယ်အိမ်ရှိမှာဖဲဆော့နေကြတဲ့သူတွေကလည်းအိမ်သားတွေဘာဖြစ်လို့လဲရလားဝင်လာခဲ့ရမလားဆိုပြီးလှမ်းမေးနေလို့ရတယ်အိမ်မက်မက်ပြီးရောင်အော်တာပါလို့ဖြေလိုက်ရသေးတယ်သူထမိန်လာလန်လို့ကြောက်ပြီးထအော်လိုက်တဲ့အတန်ကြောင့်လက်နိုးလာပြီးငိုနေတဲ့သားနဲ့သမီးကိုရေတိုက်ပြီးဘာမှမဖြစ်ဘူးပြန်အိတ်တော့နော်လို့ချော့တိတ်လိုက်တာကြောင့်ဘာမှမသိတဲ့ကလေးတွေကခဏနေပဲပြန်အိပ်ပျော်သွားကြတယ်ကလေးတွေအိတ်သွားမှဖြစ်ကြောင်းကုန်စင်ပြောပြဖို့ဒေါ်လေးကိုထပ်မေးကြည့်တော့သူအိပ်ပျော်နေတော့သူ့အနားကိုတယောက်ယောက်ကပ်လာတယ်လို့ခံစားလိုက်ရလို့အသက်ရှူကျက်လာပြီးလက်နိုးလာလို့မျက်စိလဲဖွင့်ကြည့်ရောသူ့ထမိန်ကိုတည်သွားတဲ့ကျမယောက်ကလေးကြီးကလှန်ပြီးချောင်းကြည့်နေတာအတိုင်းသားမြင်လိုက်ရလို့ကြောက်ပြီးလန့်အော်လိုက်တာလို့ပြန်ပြောပြတယ်သူလဲအော်လိုက်ရောချက်ချင်းပျောက်သွားတယ်တဲ့လေကျမကတော့အတော်ကြောက်နေမှာဆိုလို့မဖြစ်နိုင်ပါဘူးအတော်ရဲ့စိတ်ဆွဲပြီးအိမ်မက်ဆိုးတွေမတ်တာနေမှာပါအကြောက်ပြေအောင်ရေတောက်ပြီးဖျားစာရွတ်ပြန်အိတ်တော့နော်လို့ပြောတာနဲ့အတော်လဲအိမ်မက်လားတကယ်လားမဝေခွဲတတ်တော့ပဲဇဝေဇဝါဖြစ်ပြီးကျမပြောတဲ့အတိုင်းရေတောက်ဖျားစာရွတ်ပြီးစောင်းကောင်းမှုခြုံပြီးပြန်အိတ်သွားတယ်ကျမလဲကလေးတွေကိုအတော်ရောအိတ်သွားမှအရှိကဖဲဝိုင်းကလူတွေကိုအိမ်မက်မက်ပြီးအော်တာဘာမှမဖြစ်ပါဘူးလို့သွားပြောပြီးပြန်ဝင်လာရင်ကျမကလက်ဟန်ချေဟန်နဲ့ပြလိုက်လို့ဧကန်းဘက်ပြန်ထွက်သွားတဲ့ယောက်ျားပြန်အိတ်သွားပြီလားဘာလို့နေလဲသိကျင်တာနဲ့အသာထွက်ကြည့်တော့ဧကန်းထဲကကလေးထိုင်မှာထိုင်ပြီးစလိတ်ဖွာနေတာကိုတွေးလိုက်ရတယ်ယောက်ျားရှင်စလိတ်မတောက်တတ်ပဲဘာလို့တောက်နေတာလဲတော်ကြစလိတ်ဆွဲသွားအောင်မယ်စိတ်တွေအရင်ရှုပ်နေလို့စိတ်ရှုပ်တက်တာမလားဆိုပြီးစလိတ်ဖွာကြည့်နေတာပါကွာမင်းပြန်အိတ်တော့လေဘာလဲကြောက်ပြီးပြန်အိတ်မပြောတော့လို့လားမဟုတ်ပါဘူးကျမကပြန်အိတ်မှာပါကြောက်တော့ကြောက်ပေမဲ့ပင်ပန်းနေလို့ပြန်အိတ်လို့ရမှာပါဒါဆိုအိမ်သာသွားကျင်လို့လားငါလိုက်ပို့ပေးမယ်လေအိမ်သာလည်းမသွားကျင်ပါဘူးတေအိုလည်းအခန်းထဲမှာရှိပါတယ်ရှင်ဘာလုပ်နေလဲသိကျင်လို့လာကြည့်တာပါသွားပါယောက်ျားဘာမှမဖြစ်ဘူးစိတ်ချလက်ချသွားအိတ်တော့ငါတော့ပြန်မေးရှင်သေးလို့အခန်းပြင်ကနေပဲထိုင်ဆောင်ပေးနေမယ်ဘာမှမကြောက်နဲ့တော့နော်သွားအိတ်တော့လို့ပြောတာနဲ့စိတ်ရှုပ်နေတဲ့ယောက်ျားထပ်ပြီးစိတ်ညစ်နေမှာဆိုလို့ဘာမှမပြောတော့ပဲအခန်းထဲကိုပြန်ဝင်လာခဲ့လိုက်ရင်ရေတောက်ဖျားစာယူပြီးပြန်အိတ်လိုက်တော့တယ်ကျမပြန်အိပ်ပျော်သွားပြီးတိတ်မကြခင်မှာပဲကျမရင်သားကိုတယောက်ယောက်ကလာကင်သလိုခံစားလိုက်ရလို့ကျမဘေးမှာကပ်အိတ်နေတဲ့သမီးလေးကကင်နေတယ်ထင်ပြီးအိတ်ချင်မူးထူးနဲ့ဆက်အိတ်နေလိုက်မိတယ်ကျမရင်သားကိုကင်နေတာရပ်မသွားပဲအားထည့်ပြီးပါပြင်းညစ်လာလို့ကျမလည်းအိတ်ချင်မူးထူးနဲ့သမီးလေးလက်ထင်ပြီးဖယ်မလို့မျက်လုံးမဖွင့်ပဲလက်နဲ့စမ်းပြီးကင်လိုက်တော့လက်ကြီးကကြမ်းကြမ်းကြီးနဲ့လူကြီးလက်ကြီးဖြစ်နေတာကိုသိလိုက်ရလို့လန့်ပြီးမျက်စိလဲဖွင့်ကြည့်လိုက်မိရောဘေးတစ်စောင်းအိတ်နေတဲ့ကျမမျက်နာကိုအပေါ်စီးကနေငုံကြည့်ပြီးပြုံးဖြည်းဖြည်းကြီးလှုပ်နေတဲ့ကျမယောက်ကလေးကြီးရဲ့မျက်နာကြီးကိုအနီးကပ်မြင်လိုက်ရလို့ကြောက်လန့်ပြီးအတန်ကုန်ထအော်ပေမဲ့အတန်ကလေချောင်းထဲကထွက်မလာပဲအေးနဲ့အော်မရယုံမရဖြစ်နေတယ်ကျမအဲ့ဒီလိုကြောက်လန့်ပြီးအော်မရယုံမရဖြစ်နေတာကိုသိပြီးယောက်ကလေးကြီးကကျဉ်နဲ့နေတဲ့အမူအရာနဲ့ကျမရင်သားတွေကိုဆက်ကင်နေတယ်ကျမလည်းအကြောက်လွန်ပြီးဇောချွေးတွေလည်းပြန်လာသလိုတတိလစ်ချင်သလိုပါဖြစ်လာရာကဖျားစာရွတ်ဖို့တတိယာပြီးမျက်စိစုံမိတ်ဖျားစာလည်းရွတ်လိုက်မိရောကျမရင်သားကိုပြင်းညစ်ကင်နေရာကလွတ်ပေးလိုက်တယ်လို့ခံစားလိုက်ရလို့
ကြောက်ကြောက်နဲ့မျက်စိဖွင့်ကြည့်လိုက်မိတော့ကျမရောက်ကလေးကြီးကိုမတွေ့ရတော့ပါဘူးကျမခန္ဓာကိုယ်လဲလှုပ်လို့ရလာလို့ဘေဘီဝဲရလိုက်ကြည့်မိတော့အခန်းထဲမှာကျမကြောဘက်မှာစောင်းကောင်းမှုခြုံပြီးအိတ်နေတဲ့အတော်ရဲ့ကျမဘေးမှာအိပ်ပျော်နေတဲ့သားနဲ့သမီးရဲ့ပဲရှိနေတာတွေးလိုက်ရတယ်ငါလဲအိမ်မက်ဆိုးမတ်တာများလားလို့တွေးလိုက်မိသေးပေမဲ့ကျမရင်သားကကျိမ့်ဆက်ပြီးနာကျင်နေတာသတိထားလိုက်မိလို့အိမ်မက်မဟုတ်ပဲတကယ်ကြီးကြုံခဲ့ရတာပါလားလို့သဘောပေါက်လိုက်လို့အကြောက်လွန်ပြီးပြန်အိတ်လို့မရတော့ပါဘူးအဲ့ဒီကိစ္စကိုယောက်ျားကိုလည်းချက်ချင်းသွားမပြောပြခဲ့သလိုဘေးမှာကြောက်လို့ခေါင်းမူးချုံအိတ်နေတဲ့အတော့ကိုပါနှိုးပြောမနေတော့ပဲကျမတယောက်တည်းကြောက်ကြောက်နဲ့ဘုရားစာယူရင်းဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နေပဲမိုးလင်းခါနီးမှမေကနေခဏပြန်အိပ်ပျော်သွားတယ်မိုးလင်းတာနဲ့သားနဲ့သမီးမနိုးသေးခင်အသာထားပြီးအိမ်ရှိဧကန်းကိုထွက်လာတော့ထိုင်ရဲ့အိမ်ငိုက်နေတဲ့ယောက်ျားကိုတွေးလိုက်ရလို့တခါတည်းနှိုးလိုက်ပြီးညကကျမကြုံခဲ့ရသမျှကိုပြောပြလိုက်ရင်ဒီပုံစံအတိုင်းဆိုနောက်ညတွေကျမတို့မအိပ်ရဲတော့ဘူးတခုခုအမြန်စီစဉ်ပေးပါလို့ပြောတော့ယောက်ျားကအေးဒါဆိုငါလမ်းလူကြီးတွေကိုအခုပဲအကြောင်းကြားပြီးဖုန်းကြီးတွေပင်ပြီးစွန်းတင်ငန်းကတ်အလူအဒန်းလုံးအမျှဝေပရိတ်ရွတ်ကမဝါဖတ်ပေးဖို့ရှောက်လိုက်မယ်လို့ပြောပြီးမျက်နာကိုကမန်းကနန်းတည်ပြီးအိမ်ကထွက်သွားတယ်နေ့လယ်10 နာရီလောက်ရောက်တော့ကျမတို့အိမ်ကိုဖုန်းကြီး3 ပါးကြွလာလို့ရောက်ကတိကြီးအထွတ်ရည်စူးပြီးဖုန်းကြီးတွေကိုတင်ငန်းကတ်တရားနာအမျှဝေအန်တရကင်းပရိတ်တွေရွတ်ပေးကြတယ်ဒီလောက်လှုပ်ယုံနဲ့ရတယ်လုံလောက်တယ်လို့ဖုန်းကြီးတွေကပြောပေမဲ့ယောက်ျားကတော့သူ့အဖေကျွတ်သွားရင်လဲကောင်းပေမဲ့မကျွတ်သေးရင်လဲဒီအိမ်မှာဆက်ပြီးအခုလိုအနောက်အရှက်ဆက်မပေးနိုင်အောင်ကမဝါဖတ်ပြီးနှင်ပေးဖို့ပါရှောက်ထားအကူအညီတောင်းလို့ဖုန်းကြီးတွေကအလူရှင်သဘောအတိုင်းစိတ်ချမ်းသာအောင်ကမဝါပါဖတ်ပေးလိုက်ကြတယ်အဲ့ဒီနေ့ညကစားပြီးကျမရောက်ကလေးကြီးလဲကျွတ်ပဲသွားတာလားဖုန်းကြီးတွေကကမဝါဖတ်လိုက်လို့ပဲဒီအိမ်မှာဆက်နေမရတော့လို့တခြားတနေရာကိုပြောင်းသွားတာလားဆိုတာတော့သေချာမသိရပေမဲ့ထပ်ပြီးမနှောက်ရှက်တော့တာအခုအချိန်ထိပါပဲကျမကိုယ်တိုင်ကြုံခဲ့ရတဲ့ကိုတွေ့ပရလောကအဖြစ်အပျက်ကတော့ဒီလောက်ပါပဲရှင်အချိန်ပေးပြီးနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်